မင်္ဂလာပါနားဆင်သူသောရရှင်တို့ရရဝင်စာဖတ်ပုံပြင်အစီအစဉ်လေးကနေပြန်လည်ကြိုဆိုပါရဗျာနားဆင်သူတို့စိတ်အေးချမ်းစေမယ့်အပြင်အတွေးရစရာလေးလည်းဖြစ်မဲ့ကြဲကလေးတွေကိုဈေးအောင်ကျဲတဲ့အကြီးစရာဆိုတဲ့ပုံပြင်လေးတစ်ပုဒ်ကိုပြောပြပေးမယ်နော်ကြဲကလေးတွေကိုဈေးအောင်ကျဲတဲ့အကြီးစရာပိုးရှိတုန်းကကောင်းကင်ဘုရားကြီးရဲ့အထက်မှာအလွန်အေးဆေးတည်ငြိမ်တဲ့ပကြီးစရာဖိုးတို့ရှိတဲ့သူကတခြားဘာမှမလုပ်ဘူးညစဉ်ညတိုင်းကောင်းကင်မှာလင်းလဲနေတဲ့ကျဲကလေးတွေကိုဈေးအောင်ချပေးတာပါတညမှာတော့ကျဲကလေးတစ်လုံးကအဖိုးကိုမေးလိုက်တယ်အဖိုးကျွန်တော်တို့ကညတိုင်းအတူတူလင်းနေတာပဲကျွန်တော်ဘလောက်ပဲတောက်ပဘယ်သူမှတတိထားပြီးမှမဟုတ်ဘူးကျွန်တော်ရဲ့တောက်ပမှုကအတိတ်ပဲရှိရလာတယ်အဖိုးကပြုံးပြီးကျဲကလေးကိုခပ်ဖွားဖွားလေးပုတ်တန်ရင်အောက်ခြေကကဘာမြေကိုညွန်ပြလိုက်တယ်။ဟိုမှာကြည့်စမ်းခီးသွားတစ်ယောက်ဟာပေါင်မဲနေတဲ့တောအုပ်ထဲမှာလမ်းပြောင်းနေတယ်။သူကမင်းရဲ့အလင်းရောင်လေးကိုကြည့်ပြီးမျောလင့်ချက်တွေပြန်ရနေတာ။မင်းဟာကျဲတန်းပေါင်းများစွာတဲ့ကတစ်လုံးဖြစ်ပေမဲ့တစ်စုံတစ်ယောက်တတော်လမ်းပြကျဲပဲပေါ့။အဲ့ဒီနောက်အဖိုးကဆက်ပြောတယ်မင်းရဲ့အလင်းကတခြားသူတွေနဲ့ရှင်မို့မဟုတ်ဘူး။ပေါင်မိုက်နေတဲ့ကဘာကြီးကိုအလှဆင်ဖို့ပဲ။ကျဲကလေးဟာအဖိုးအိုရဲ့စကားကြောင့်စိတ်အေးချမ်းသွားပြီးပိုလို့တောင်ကြောက်ဖွာလာပါတော့တယ်ဗျာ။အဲ့ဒီညကစပြီးကျဲကလေးဟာတခြားသူတွေနဲ့မနှိုင်းရှင်တော့ပဲသူ့ရဲ့တာဝန်ကိုသူပျော်ပျော်ရွှင်ရွှင်ထမ်းဆောင်ခဲ့တဲ့ကျွန်တော်တို့တွေကလည်းဒီလောကကြီးမှာခြေလေးတစ်လုံးလိုပါပဲလူအများကြီးကြားထဲမှာကိုသေးငယ်တယ်လို့ထင်ရပေမဲ့တစ်စုံတစ်ယောက်တည်းတော့သင်ဟာအစားထိုးလို့မရတဲ့အလင်းရောင်လေးဖြစ်နေနိုင်ပါတယ်ဗျာဒီညတော့ဒီပုံမြင်လေးကိုတွေ့နေစိတ်အေးချမ်းစွာအိပ်ဆက်လိုက်ပါတော့နော်ကောင်းသောညချမ်းလေးဖြစ်ပါစေအိမ်မက်လာမက်ပါစေဗျာ